နေပါနော်ကိုတရားဟောနေတယ်ဆိုတော့ဟောတဲ့တိုင်းကိုနေပါဇက်ကတခြားဖြစ်နေကြည့်ရတာအရင်ကြည့်ဘူးကိုခံနိုင်တယ်ကြည့်ရတဲ့လူတွေအကုသို့ဖြစ်တယ်ကြည့်ရတာကိုမကြိုက်လို့မဟုတ်ကြည့်ရတာဝမ်းသာဟမ်သူများကြည့်ရရင်ဝမ်းသာသိဆိုကြားလားဘာဖြစ်လို့သိဒီကိုယ်လေးကိုဆရာလုံးလိုက်အောင်ဘုရားမြတ်စွာတို့ဆရာလဲကျမတို့ကြွေးဆက်ရပေ၏ဘုရားတော်ဘုရားတော်ဆက်ပါဆိုတဲ့လောကဓာတ်ဆက်မျိုးလက်ကျရှင်းရဘုကြွေးရှိကပြေးမရပဲဆက်ရဒီမှာဓမ္မတာကြီးကြွေးရှိဆက်ရဘုရားဘာသာကကိုလောက်ခဲ့တဲ့အမှားတွေရှိမှာပေါ့ဒေချာတွေးယူအလေးမှုဒေချာတွေးကြည့်ကရုစပြုသူအသစ်ဖြစ်သူအဟောင်းဗမာစကားကိုယ်ဆဲတဲ့လူကသူအသစ်ဆဲတဲ့အခုလိုရတယ်ကိုကအဟောင်းခံလိုက်ရနော်ကိုကသူများကိုဆဲခဲ့တာကိုဘွားတော့ဟုတ်လားကိုအဟောင်းကိုသူလာဆက်ပြီးပြုသူအသစ်ဖြစ်သူအဟောင်းသူကောင်းစကားရင်ဝဲထား၍သင်အားဆိုဆဲလူခဘဲကိုစိတ်တွဲရှင်မြူလွန်ချီကျူးလို့ချီးမွမ်းပေးလိုက်ငါကြွေးသူလာဆက်ပေးတာမဟုတ်လားလောကမှာကိုကြွေးကို30ကိုရင်မဆက်နဲ့တပြည့်တော့ဆက်ပေးလိုက်မယ်ဆိုရင်ဆက်ပေးတဲ့လူကျေးဇူးမတင်ဘူးလားအဲ့ဒါပဲနော်စိတ်တဲ့ရွှေမြူလွန်ချီကျူးလို့ချီးမွမ်းလိုက်တဲ့သူများကြိတ်ရဘာဖြစ်လို့လဲအထူးရှည်ကြာသံဃာမပါလာတုံညအပြစ်များကိုဘဝသံဃာဘယ်ကစမှမသိတာအေးကလေးကကိုမဟုတ်တာလောက်ကြတာအများကြီးရှိတော့ပေါ့ဟုတ်တာလည်းရှိတော့ပေါ့နော်ပါလာတုံညအပြစ်များကိုဖယ်ရှားပေးသူများဖို့လူဟုကြည်ပြူစိတ်แท้မှတ်ယူဆိုရင်ဘဝသံဃာမှာပါလာတဲ့ကျွေးတွေကိုသူလာရှင်းပေးတာလက်ဆက်ပေးတာစိတ်ကဲဆန်းစစ်အသေးစိတ်စစ်လိုက်သံဃာပြစ်ကိုသံဃာမှာပါလာတဲ့အပြစ်ကိုကျွေးသစ်ပမာယူကြရှာသည်သူများကျွေးဟောင်းသူဆက်ပြီးတော့ကျွေးသစ်သူယူသွားတယ်ကျွေးသစ်ပမာယူကြရှာသည်လွန်စွာသနာထိုက်သူပါတကယ်သနာစရာဒီကျွေးသူပြန်စားတယ်တော်တော့လည်းမပြောနိုင်နော်ဒါကြောင့်သူများဆဲမနာနဲ့ဟုတ်လားဘုရားတော်မလုပ်ဘူးဘုရားလေးစိတ်ခါလာကိုခံနိုင်ဖို့ပဲအရေးကြီးနော်တရားဟောနေတာဘယ်မိမဘိုက်ပုတ်ပြနော်ဘုရားဘိုက်ပုတ်ပြခံတယ်ဒီခေတ္တမဂရိကတွေတဘာမှအဲ့လိုဆောဆောကလေးကိုအဲ့လိုတော့ဆောဆောရဲ့ပြင်ဘောကဘယ်လိုဆင်ရမှန်းတော့မသိဖြစ်ပါဘူးဟောတရားမင်းကဲလို့ကိုယ်ကဲလည်းမရှိဘူးဟုတ်လားအများဆဲမျိုးလေးမျိုးလေးနဲ့တော့နေပြီဟောတနေ့ပြန်ဆက်ရဘူးတော့ငါကြွေးသူဆက်ပြီး